လေးကိုငါးခုတ်သားကိုတရက်တီးရကလော်တီးရရုံးမနီတီးရချမ်းသွားပင်စိမ့်နဲ့ရှမ်းနဲ့လေးပေါ့နော်အဲ့ဒါစစ်တက်တယ်ဒီလိုရှိရင်ကလော်တီးလေးနဲ့ကျက်တုံးလေးနဲ့ထားမချက်တယ်ပေါ့နော်ဟောဒီကသာဆက်ကလေးပေါ့နော်ဆက်ရှယ်ပဲရှယ်ဒါကိုတယောက်စားတယ်တို့ကငချင်းခုတ်တာကိုတော့မစားဘူးဆိုတော့ရှယ်ချက်ပေါ့နော်တိုင်းနဲ့ပြေတော့ကကြော်နဲ့ကျမတော့ကဆင်ဆက်ပေါ့နော်ဆင်ဆက်ကလောလေးတစ်ထောင်ထည့်ထားတယ်ရှယ်ဝင်းလာရှယ်ပဲကျမတော့အဲ့ဒါလေးခင်းတာပေါ့အမဲစီပတ်ပြီးခင်းစားကြပါဒီထည့်ပြီးတော့ပယတိလေးကိုပြောအောင်ပြန်လုပ်လိုက်မယ်နော်ပယတိလေးကဲပယတိလေးထည့်လိုက်ပြီပယတိလေးထည့်ပြီးတော့မွေးသွားအောင်လို့မွေးသွားအောင်လို့ပင်သိန်းနဲ့နန်းနဲ့ထည့်ပင်သိန်းလေးနဲ့နန်းလေးနဲ့ကဲမွေးပါရှင်းပင်သိန်းနဲ့နန်းလေးနဲ့ဖြစ်ပြီးဆိုတော့မွေးလည်းမွေးပြီးအပေါ်ငန်းလည်းလေးပြီးသွားပြီးဆိုရင်တော့ဖြစ်ဒီမှာရုံးမလီဒီလေးကိုထည့်ကဲဒီမှာကြိုက်တဲ့ရုံးချင်းငါဆက်ကျမတော့ငါမစားလို့မငန်းအတေးအချင်းလေးနဲ့ကိုရှယ်ပဲပင်သိရှမ်းနန်းချန်တော့ကလေးနဲ့ကလော်ပြီးနဲ့အိုးမွေးနာကလော်ပြီးနဲ့အိုးချက်စားကြည့်တာနော်ကလော်ပြီးညာလေးကပွေးတရတီးလေးရတယ်စိမ့်လေးထည့်ထားတာလေမဝတော့ပါအားလေးကလည်းပျော်သွားတော့လေရှယ်ပဲတော့တရတီးလေးကပျော်ပြီးဆိုရင်အချင်းတက်ကိုထွက်လာတယ်အားလေးနဲ့ဒီအားလေးမနူးတနူးလေးကြလို့ရှင်ပိတ်ပါမယ်စားကြပါအောင်ရှင်အားရုံးတစ်ပတ်ပြီးပါရှင်